နောက်ချအတွက်ခမ်းမီးကနေအပေါ်ကို39စင်တီမီတာဆွဲပြီးကျဲအတွက်ရှေ့လက်ပြီးအနက်နဲ့ညှိတူထားမယ်စခွဲပြီးတစ်စကိုအပေါ်ကိုထောင်တက်ကိုနည်းနဲ့စားပြီး19စင်တီမီတာရတဲ့အမှတ်သားမှာအပေါ်ကို9စင်တီမီတာထောင်တက်မယ်ရှေ့ကိုရှေ့ရဲ့နောက်ကိုရှေ့ကွာဟာချက်5စင်တီမီတာကိုတဝက်ချိုးလိုက်မယ်ရလာတဲ့2စင်တီမီတာ2.5 cm ကို7 cm နဲ့ဆက်လိုက်မယ်။ပုံမြင့်အတွက်ရှေ့ပခုံးနဲ့ညှိတို့ညီမျှဖြစ်အောင်ဆွဲချလိုက်မယ်။နောက်ရင်ပတ်လည်25.5 cm ကိုဆွဲလိုက်နောက်တင်အတွက်ကို26 cm ဆွဲမယ်။မြင့်တစ်ကြောင်းရအောင်ဆက်လိုက်မယ်။နောက်ကျိုင်းအတွက်ပြီးကွေးလေးနဲ့ဆွဲချမယ်။ပခုံးလေးပြန်ညှိဖို့အတွက်တောက်ကိုခိတခဏလေးပိတ်ထားပြလိုက်မယ်။တကယ်လို့ရှေ့ကိုရှေ့နဲ့နောက်ကိုရှေ့ကကွာဟာချက်က5 cm ရှင်းရင်ပခုံးမြင့်အတွက် 1.5 cm ရွှေ့မယ်။လေးထက်နဲ့တော့10 cm ပဲရွှေ့ပါမယ်ရှင်။အနေရောင်မြင့်ကြောင်းကပခုံးမြင့်အတွက်ကိုရလာပါပြီ။ကျဲတို့ကျိုင်းကိုပြန်ပြီးတော့ညှိပါမယ်ရှင်။နောက်ခါကိုလည်း 1.5 cm ဝင်ပြီးတော့ခါကြော်လေးပွားအောင်ကျဲတို့ဆွဲချလိုက်မယ်။အခုမြင်တဲ့အတိုင်းRTW ပက်တန်တစ်ခုကိုကောင်းကောင်းမွန်မွန်ရလာပါပြီရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။